အားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာအင်ဒိုနီးရှားချက်ချော်လေးလှူစားပြီးဖြစ်တာလေးကိုမျှဝေပေးတာပါရှင်အိမ်မှာပေါ့နော်တန်ရှင်းလက်ဆက်ပြီးတော့အလွယ်တကူလှူစားလို့ရပါတယ်ရှင်ရတာလည်းအရင်ရှိတာမို့လိုက်လှူစားကြည့်လို့ရပါတယ်နော်ပထမဦးဆုံးကတော့ဒါစက်သားလေးတွေကိုတေချာရှိပေါ့နော်ပြောင်းစီးထားတာလေးပါပြီးလို့ရှိရင်သူ့ကိုအရသာလေးပေါ့နော်နေထားပေးပါမယ်ရှင်ဒါကတော့မျိုးတီးစိမ်းလေးတွေအညာချွေပြီးတော့ရေးစီးထားတာလေးပါရှင်မျိုးတီးရလေးဝယ်လာတာတော့အဲ့ထက်များတယ်ပေါ့နော်အရင်များပြီးဆက်မလားအဲ့လိုမျိုးလေးတွေးပူတာပေါ့နော်ပထမဦးဆုံးဆိုတော့လေအဲ့ဒါနဲ့ရှော့လိုက်တယ်ပေါ့ရှင်ဒါလေးကတော့စပယ်လင်ပေါ့နော်စက်သားပြုတ်တဲ့ထဲကိုထည့်မှဖြစ်တဲ့အတွက်ကြောင့်ဒီပြီးတော့စပယ်လင်လေးကိုအလေလေးချမ်းမိထားတာပါပြီးရင်တော့စက်သားကိုအရသာမှုတ်ကလေးရဲ့စားချိုမုံနွင်းလေးရဲ့နဲ့ပေါ့နော်ထားပေးပါမယ်သူနည်းနည်းလေးတော့ပေါ့နော်အရသာအထဲထဲလေးဝင်အောင်တော့မွန်ပြရပါမယ်ရှင်ဒါကတော့မီးကြီးလေးတစ်ဖြတ်မွေးတာပေါ့ရှင်ပြီးရင်တော့ယူနီဝူလေးတည်ပါမယ်ရှင်စက်သားကိုအနည်းဆုံးမိနစ်15မိနစ်20လောက်ပေါ့နော်အဲ့ဒါလေးကိုပြုတ်ထားပေးရပါမယ်ပြီးရင်တော့စပလင်လေးထည့်မယ်ပြီးရင်နနမေမြက်တို့ချင်းရဲ့နနမေမြက်ရဲ့ထည့်မယ်ပေါ့နော်ပြီးရင်ချသွန်ဖြူလေးရဲ့ချသွန်လေးနည်းနည်းလေးရဲ့ထည့်ပါတယ်ရှင်ပို့ပြီးတော့ချူအောင်လို့ပေါ့နော်ပြီးရင်နည်းနည်းမို့လေးနည်းနည်းထည့်မယ်မှွေပါမယ်ပေါ့နော်မှွေပြီးလိုက်တဲ့ခါကျနည်းနည်းလေးမို့လေးလေအရောင်ပြန့်သွားအောင်ပေါ့နော်ပြီးတော့မှစက်သားလေးကိုထည့်ပါမယ်ရှင်စက်သားကလည်းပေါ့နော်နွင်းနေပါလေအရင်မနေထားတော့ပေါ့နော်နည်းနည်းလေးပဲအရသာဆိုလို့ရှိရင်လည်းနည်းနည်းတော့ထည့်ထားတယ်ပြီးရင်ပြုတ်ရည်ထဲမှာလည်းထပ်ထည့်မယ်ပေါ့နော်စက်သားမှုတ်ကလေးထည့်မယ်ပြီးလို့ရှိရင်အချိုမှုတ်လေးနည်းနည်းနဲ့စားလေးထည့်ပါမယ်စားတော့နည်းနည်းလေးပို့ထည့်တယ်ပေါ့နော်ရှိအရသာပေါ့နော်ချက်ပြုတ်ရည်လေးလည်းတောက်လို့ရအောင်လို့လေအဲ့လိုမျိုးလေးထည့်ပါတယ်ရှင်ရင်အရသာလေးကြီးပြန့်သွားလို့နည်းနည်းလေးမှုပြီးရင်တော့ခဏထားလိုက်ပါမယ်ပွင့်ကြည့်လိုက်တဲ့အခါမှာလေးအနံ့ကလေးချင်းတို့ကျွတ်သွန်ဖြူတို့စပလင်တို့ထည့်ထားတဲ့အတွက်ကြောင့်မလို့အနံ့လေးကလည်းတော်တော်မွေးတယ်ညှိနှံ့နေတာလည်းမရှိတော့ဘူးပေါ့နော်တချို့ကတော့ဇီယာဈေးတို့နန်းနန်းဈေးတို့အဲ့လိုမျိုးလေးတွေကိုကြိတ်ပြီးတော့ပြုတ်တယ်ပေါ့နော်ကျွန်မကတော့အဲ့လိုမျိုးကြိတ်ပြီးတော့မပြုတ်တော့ဘူးရှင်အလွယ်တကူလေးလေးစားလို့ရအောင်လို့ပေါ့နော်ဒါတော့ငွေတီးရေစက်သွန်စီကိုကြော်လာပါရှင်အရန်ကိုစီရပေါက်ပါလို့ရှင်ဟုတ်တော့ဆရာကဒိုင်းကလေးနဲ့ပေါ့နော်အမြန်လေးရောကြော်ရပါတယ်ရှင်စီရပေါက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလေးရောကြော်ထားရဖြစ်တဲ့အမြန်လေးရောလည်းမှုေးတယ်ပေါ့နော်ဘိုက်တွေလာလည်းမနာတော့ဘူးပေါ့ရှင်တချို့ရတော့ပြုတ်တယ်ကျွန်မတော့ဒီလိုလေးကြော်လိုက်တယ်ပေါ့နော်နည်းနည်းလေးတော့အနေရလေးတော့များပါတယ်ရှင်ဒါကတော့အချိုမုတ်ကလေးကိုခုနကမှချက်ပြုတ်ရည်လေးထည့်ပြီးတော့မှုတာပေါ့ရှင်ချက်ပြုတ်ရည်နည်းနည်းပူနေတဲ့အတွက်ကြောင့်မလို့သူကနည်းနည်းလေးတော့အခဲလေးတော့နည်းနည်းဖြစ်သွားတယ်ဒါပေမဲ့ချက်ပြုတ်ရည်ထပ်ထည့်ပြီးတော့ပေါ့နော်မှုလိုက်တော့အဆင်ပြေသွားပါတယ်ရှင်ဒါကတော့ချက်သားကိုကပ်ပြီးတော့ကြော်ပါမယ်ရှင်ဒါတော့ခုနကငရုတ်သီးစိမ်းထည့်ပြီးတော့ကြော်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့ငရုတ်သီးစီလေးရှိရပါတော့အငရုတ်သီးစီလေးတွေဟုတ်ပါရဲ့ရှင်အဲ့တော့
နည်းနည်းလေးနှိမ့်ချရင်လည်းတိုင်းလေးရလည်းကျွမ်းမှာပေါ့နော်ကာရံလေးတွေနဲ့တော့နည်းနည်းနေရပါတယ်အပေါ်ရံနည်းနည်းပြန်လေးတွေကိုစီလေးနဲ့ပတ်ပတ်ပေးတယ်ပေါ့ရှင်ဒီအေးအေးလေးနဲ့လေနည်းနည်းလေးကြလေးကြုံရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါလို့ဆိုတော့အပေါ်ပိုင်းကလေအကျန်းအကျက်မြန်လာပြီးအတွင်းပိုင်းကျတော့အရင်ကျက်မှာဆိုတော့ပေါ့နော်ဒါမျိုးပြုတ်ထားရဆိုတော့ကျက်တော့ကျက်ပါတယ်ခင်ဗျဒီအေးနဲ့ဆိုတော့ပို့ပြီးတော့ကောင်းတယ်ပေါ့ရှင်ဒီနေ့တိုင်းအရင်ကိုလှပနေတာလို့ရှင်ဒါတော့နောက်တစ်ပေါက်ကိုကပ်ပြီးတော့ကျော်ပါမယ်ရှင်သူကလေကြော်လိုက်တော့ဒီအပေါ်ရန်အသားလေးကကျွတ်မွမွလေးနဲ့ပေါ့နော်အတွင်းသားလေးရလေးကြတော့အီလေးပေါ့အဲ့တော့အရန်မမာကြီးလည်းဖြစ်မနေတော့စားကောင်းပါတယ်ဒီလိုမျိုးလေးရပြီးဆက်လိုက်တော့ပြီးပြီဆိုရင်နော်ခုနကတော့ငွေကြီးလေးတွေစိတ်ထားရလေးတွေကိုစက်သားစီလေးလောင်းပြီးတော့အရသာလေးထည့်ပြီးတော့နေပါတယ်ရှင်ရေုပ်တီးရလေးတကယ်တော့လေများမယ်လို့ထင်ခဲ့ရပါတော့တကယ်လဲကြာလဲကြာရောစားလဲဆိုငရုတ်တီးရလုံးဝအသက်ဖြစ်ပြီးတော့သူကနဲသွားတယ်ရှင်ဒီကတော့ဆုံးဖြတ်ချက်လေးနည်းနည်းလေးဝေဝါးသွားတယ်ပုံနေတဲ့ငရုတ်တီးတွေအကုန်လုံးထည့်လိုက်ရမှာပေါ့နော်အရင်ဆက်နေမှလဲစိုးတယ်ပို့အများကြီးပို့သွားမှလဲစိုးလို့ပေါ့နော်တကယ်တော့မပို့ဘူးရှင်လူအောင်လုပ်နေပါတယ်ဒါကတော့ပထမအဆုံးပေါ့နော်အင်းအဖေနဲ့မင်းနဲ့စားဖို့အတွက်ကိုပြင်ပြီးမှဖြစ်ပါတယ်လက်လာလေးပေါ့နော်ထမင်းလေးနဲ့ပြင်ပါပါပထမဆုံးဒီကြက်ကြော်ကိုတော့လေအပေါ်ရန်လေးကိုနည်းနည်းလေးထုထောင်းလိုက်ပါတယ်လူလေးထုထောင်းတော့မျိုးတီးလေးနဲ့တွဲပတ်စားရတဲ့ခါကျပို့ပြီးတော့အဆင်ပြေရပေါ့နော်ပြီးရင်တော့ငရုတ်သီးလေးကိုဒီကြက်ကြော်ပေါ်လေးမှာတင်မယ်ပေါ့ရှင်တကယ်တော့လေငရုတ်သီးကများလေကောင်းလေပဲရှင်ကြော်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လဲလေမှုလဲမှုရဲကြက်ကြော်စီလေးလောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့အီလေးပေါ့နော်ဘယ်လိုဖြစ်တဲ့ဒါကတော့ထမင်းကိုကြက်ကြော်စီလေးစမ်းမယ်စက်သားမှုလေးနည်းနည်းဖြူရဲပေါ့ရှင်ပြီးရင်တော့ကြက်ကြော်လေးကိုဘေးမှာထားပြီးတော့ဂျိုးကျွတ်လေးတုတ်စားလို့ရအောင်လို့လေဥနီတို့ပြီးလို့ရှင်ဂေါ်ဘီတို့နန်းပင်တို့ထည့်ပါမယ်ရှင်ကဲဒါလေးကတော့ဥနီလေးပါရှင်တမယာတီးရလေးတကယ်တော့ချင်းဆက်လေးစားရအောင်လို့လုပ်ထားရဲဆိုပေမဲ့လည်းတကယ်တော့ငရုတ်တီးကတမယာတီးတောင်မလိုပါဘူးရှင်ဒါကတော့ကျမရောင်းရင်ဘယ်လိုနေမလဲဆိုပြီးတော့ပွဲလေးပြင်ထားတာပေါ့နော်ဈေးတင်လည်းဖြစ်ရမယ်ပေါ့ရှင်ကျမရောင်းမယ်ဆိုရင်တော့အားပေးကြပါလားရှင်ခုလုံးဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲဘိုင်ပါ